ခီရူနာဆွီဒင်နိုင်ငံမြောက်ဖျားပိုင်းကအစွန်ဆုံးမြို့လေးတစ်မြို့ဖြစ်ပါတယ်ဒီမြို့ဟာအာတိတ်စဝန်းနဲ့မှာပါဝင်တဲ့မြို့လေးတစ်မြို့ဖြစ်ပြီးတော့မြဝင်ရိုးစုံနဲ့ပုံနေပါတယ်အာတိတ်စဝန်းကမြို့တစ်မြို့ဖြစ်ရုံမကပဲကမ္ဘာပေါ်မှာအကြီးမားဆုံးတတ်ထုတွင်တွင်ရှိတဲ့နေရာပါအခုဆိုရင်ဒီမြို့တစ်မြို့လုံးကိုမြို့နဲ့3 ကီလိုမီတာဝေးတဲ့နေရာကိုပြောင်းရမှာဘာဖြစ်လို့လဲဆိုရင်တတ်ထုတွင်ကြောင့်ပေါ့မြို့ရဲ့မြေအောက်ထဲမှာကြောက်တွေတူးဖော်ယူနေတော့မြေပေါ်မှာရှိတဲ့မြို့ကမတည်မငြိမ်ဖြစ်လာတယ်လမ်းနဲ့အိမ်တွေအဆောက်အုံတွေပေါ်မှာအကြောင်းအရာတွေပေါ်လာတယ်တချို့မြေနေရာတွေဆိုရင်တဖြည်းဖြည်းနဲ့နှိမ့်ဝင်သွားတယ်အဲ့ဒါကြောင့်လူတွေနေဖို့အန္တရာယ်ရှိလို့ပြောင်းရတာပါအခုမြင်နေရတာကတော့တတ်ထုတွင်မှာဒီတတ်ထုတွင်ကနေတာမဏိထုတ်လုပ်တယ်ပြီးတော့ယထာနဲ့နော်ဝေကိုပို့တယ်နော်ဝေစိတ်ကမ်းကနေတဆင့်ကမ္ဘာအနှံ့ကိုရောင်းချတယ်ဒီတတ်ထုတွင်ကဆွီဒင်နိုင်ငံရဲ့ဝင်ငွေကိုအများကြီးအထောက်ပံ့ပြုပါတယ်တတ်ထုတွင်တွေကိုဝင်ပြီးလေ့လာလို့ရပါတယ်ဒါပေမဲ့ကျမတို့ကအချိန်မရလို့မဝင်ခဲ့ပါဘူးအခုမြင်တွေ့နေရတဲ့တောင်ကုန်းစီကိုသွားပါမယ်အဲ့ဒီမှာနှင်းလျှောစီးတဲ့လူတွေရှိပါတယ်အဲ့ဒီကိုသွားကြည့်မယ်နော်ဟိုမှာလမ်းမြင်နေရတာကတော့တတ်ထုတွင်မှာဟိုဘက်မှာမြင်နေရတာကတော့ဂီရူနာမြို့တဲဖြစ်ပါတယ်နောက်ပြီးဥရောပမှာအလုံးများဆုံးနဲ့လှုပ်ဆောင်ချက်အစုံလင်ဆုံးအာကာသလွှတ်တင်ရေးစခန်း Esrange Space Center ကိုတွားခဲ့တယ်ဒီစခန်းမှာဘာတွေလုပ်တယ်လဲဆိုရင်ဒုံးမြန်ငယ်တွေမိုးရံပူပေါင်းကြီးတွေတုံးပြီးတော့လေထုရဲ့အာကာသနဲ့ဆိုင်တဲ့သုတေသနတွေလုပ်တယ်ညဝင်ရိုးစုံအလင်းတန်းတွေကိုလေ့လာတာနဲ့ဂျိုရုတွေစီကအချက်လက်တွေကိုဖမ်းယူထိန်းချုပ်တာမျိုးတွေလုပ်ပါတယ်အခုတော့မြို့ထဲဘက်သွားပြီးတော့ညစာစားပါအောင်မယ်အခုတော့ညစာစားပြီးလို့ကျမတို့နေတဲ့ဘန်ဂလိုကိုပြန်มาတော့မယ်ကျမတို့ဒီမြို့ကိုလာရတာကမြဝင်ရိုးစုံအလင်းတန်းဒါမှမဟုတ်ရင်ဥတ္တရအလင်းတန်းကိုကြည့်ကျင်လို့ပါအခုတော့ကျမတခါမှမမြင်ဘူးသေးတဲ့မြဝင်ရိုးစုံအလင်းတန်းကိုတွေ့ရပါပြီရောင်စုံမျိုးစုံနဲ့ပုံစံမျိုးစုံလှုပ်ရှားနေတာပါဒီနေ့တော့ဒီလောက်နဲ့ပဲကျမရဲ့ဗီဒီယိုကိုပြန်လာလိုက်ပါမယ်ကြည့်ရှုအားပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်